ရေတို့ထမင်းဝိုင်းမှာကြိုဆိုပါတယ်ဒီနေ့ကတော့အရန်ကိုဆက်ပြဲလည်နေတဲ့ငြုပ်သီးစိမ်းငပိချက်လေးချက်စားမှာဖြစ်ပါတယ်ငြုပ်သီးကိုကျွန်တော်20သားလောက်သုံးထားပါတယ်ရေဆေးပြီးတော့ထောင်းထားပါမယ်ကြက်သွန်အနီကြက်သွန်ဖြူပစွန်ကြောက်တွေကိုကျွန်တော်တို့ငရုတ်စုံထဲမှာထည့်ထောင်းပြီးစီသက်ထားလိုက်ပါမယ်ကျွန်တော်တို့အနှစ်ကလေးတွေကြက်ပြီးဟေးဆိုရင်တော့စိမ်းစားငပိလေးထည့်ပါမယ်ငပိလေးတွေကြေသွားပြီးဟေးဆိုရင်ခုနကထောင်းထားတဲ့ငြုပ်သီးစိမ်းလေးတွေကိုထည့်ပါမယ်ဗျပြီးရင်တော့ကျွန်တော်တို့ငြုပ်သီးလေးတွေနွမ်းသွားပြီဟေးဆိုရင်တော့ရခိုင်ငပိကြော်လေးအနှဲငယ်ထည့်ပါမယ်အရာသာကိုနေပင်ပါစေဖို့အတွက်ပါပြီးပြီဟေးဆိုရင်တော့ကျွန်တော်တို့ခုနကတော့ငရုတ်စုံလေးတွေကိုရေလေးထည့်ပြီးတော့စုံချင်းရေလေးထည့်လိုက်ပါမယ်အရာသာအတွက်ကတော့စားဟင်းကြိုမုံနဲ့ငံပြားရည်နည်းနည်းလိုက်ပါမယ်ဗျာပစွန်ကြောက်ကိုကျွန်တော်ထောင်းထားတာအပြင်ကောင်းကြီးတွေကိုလည်းထည့်ပါတယ်ထည့်ထားတဲ့ရေလေးခမ်းပြီးစီပြန်လာပြီးဟေးဆိုရင်တော့အရန်ကိုအရသာရှိပြီးဆက်ပြဲလန့်နေတဲ့ငြုပ်သီးစိမ်းငပိချက်လေးရပါပြီ